အောင်သိပေါ်နေတဲ့တုံးကဓမ္မပူဇာသူတော်ဝိချက်တဲ့ပြောင်းနေတယ်လေးစားတော်ဖိမှန်ကပြောပါတယ်တော်ဆောင်မရမှုထား၏ဥက္ကညောမောင်တော်မုံမုံမိသားစုမှာဓမ္မပူဇာပြုတော်ဝင်ပြိဋ္ဌာန်ပြုနိုင်ရေးစားတော်ဖိမှန်ကပြုပါမယ်ဆွေဟန်ကျန်ခဏလုပ်ငန်းမိသားစုဓမ္မပူဇာပြောင်းနေတဲ့သိစက္ကန့်နိုင်ရန်လေးစားစွာဖိမှန်ကပြုပါမယ်သာသနာ့ရှိတော်မျိုးတော်များရဲ့ကုလတော်မူရတဲ့47သိန်း7500ကျပ်အလူရှင်များရဲ့ပူဇာအပြင်ရက်ကွက်ဥပ္ပယမှုဥကျော်ထဲမှာစက္ကန့်ယူနိုင်တယ်ကာရဝတရားရှိထားရင်ခံကြပါတယ်ဝေယဝိသကောင်းမှုများနဲ့ဝါဆရာတော်ရှင်များဟောကြားတယ်တရားတော်များကိုနာကြားတဲ့ဓမ္မတော်နာစုလို့ဒီကောင်းမှုတို့ဟာ30ဘုံပြန်လည်းကြောက်တော်မူခြင်းအားကောင်းမှုဟာအတူတကွရရှိခြင်းဒီစက်သုံးချမျှပြုလို့ခြင်းကိုစိတ်နဲ့ပြင်းထန်တဲ့ဘဝရဲ့ခြေတော်ဘက်ကကြားရောက်တာပါဗျာအလုံးတဏိတာတရားတော်ကိုရည်မှန်းပြီးတော့လူတိုင်းရတဲ့ဒါနစောင့်ကြည့်ခြင်းသုံးရတဲ့သီလဓမ္မသဘင်ဖြစ်မြတ်အောင်အဖက်ဖက်မှဝိုင်းဝန်းဆောင်ရွက်ရတော့ဝေယဝိသနာကြပွားများတဲ့ဘာဝနာကောင်းမှုအစုစုကိုမိမိတို့အတွက်နိဗ္ဗာန်စုပိုင်ခြင်းပြီးတော့အနန္တတတ္တဝါတွေ